Grandma, how do we know someone is using us? Sweetie, if they only show up when they want something, they're not visitors, they're alarms. ဖွားရီလူတွေကကိုယ့်ကိုတုံးချနေဆိုတာကိုဘယ်လိုသိနိုင်မလဲသူတို့လိုရှိရဲ့အခါကျမှပဲကိုယ့်စီရောက်လာတဲ့သူတွေပေါ့တားလေးရဲ့သူတို့ဟာဧည့်သည်တွေမဟုတ်ဘူးအချက်ပေးခေါင်းလောင်းတွေပဲ What if someone talks to me only when they need help? Then, baby, they don't need you, they need your backpack. ဖွားရီလူတွေကသူတို့ကူညီလို့မှတားစီကိုလာစကားပြောကြရင်ကောသူတို့ကတားကိုခင်မင်တာမဟုတ်ပဲတားရဲ့ပိုင်ဆိုင်မှုတွေကိုသာမမောတာမဟုတ်လို့ပေါ့ Grandma, how do I know someone is fake? When their smile comes only on favor days, honey. ဖွားရီမိတ်ဆွေအတူတွေကိုဘယ်လိုသိနိုင်မလဲသူတို့လိုချဖြည့်ဆည်းပေးနေတဲ့အချိန်တွေမှာပဲပြုံးပြတတ်တဲ့သူတွေပေါ်သားရင် Someone makes me feel tired. Is that bad? If someone drains your energy, they don't deserve your company, sweetheart. အဖွားကြီးကိုယ့်ကိုခက်ခဲပင်ပန်းအောင်လုပ်တဲ့သူတွေကလည်းစိုးရပဲမဟုတ်လားယင်ဒါပေါ့သားရင်ကိုယ့်ကိုခက်ခဲပင်ပန်းစေတတ်တဲ့သူတွေဟာအဖော်ပြုပေးဖို့မထိုက်တန်တဲ့သူတွေပဲပေါ့ What if they only like me when I share my snacks? Looks like they're not friends at all, just little snack hunters on a mission. တားရဲ့မုံတွေကိုမျှကျွေးမှတားကိုကြိုက်တဲ့သူတွေကရောသူတို့ကတားရဲ့မုံတွေကိုစားချင်လို့ရွေတဲ့ချစ်ချစ်နဲ့ချင်းကပ်လာတဲ့သူတွေမို့လို့တငယ်ချင်းတို့တတ်မှတ်လို့ကိုမရနိုင်ဘူးပေါ့ကွယ် Grandma, why do some people change when they get what they want? Because, baby, their loyalty ends when the benefits end. သူတို့လိုချင်တာတွေရပြီးရနဲ့ပြောင်းလဲသွားကြတဲ့သူတွေကတော့ရင်ဖွာသူတို့အကျိုးမြတ်မရနိုင်တော့ဘူးဆိုတာနဲ့ကိုယ့်ပေါ်မှာဆက်ပြီးသစ္စာမထားနိုင်တော့တဲ့သူတွေမို့ပေါ့ကွယ် Grandma, how do I protect myself? Simple, tiny heroes say no softly and watch who disappears loudly. ဒါဆိုကိုဘယ်လိုကာကွယ်ရမလဲဖွာသူတို့ဆန္ဒမှန်သမျှကိုဖြည့်ဆည်းပေးနိုင်တော့ဘူးလို့သာပြုံးလေးညင်းကြည့်လိုက်ကိုအနာကနေချက်ချင်းပြောက်သွားကြမယ့်သူတွေပါတာရဲ့ Someone made me feel guilty for saying no. Then they don't want you, they want a free service. သူတို့လိုချင်တာလုံးမပေးနိုင်လို့တားမှာအပြစ်ရှိသလိုမျိုးခံစားရစေရင်ရောဖွာကြီးအဲ့ဒါသူတို့တားကိုချစ်လို့မဟုတ်ပဲလကားခိုင်းချင်လို့ပေါ့တာကြီး What if they stop talking to me when I stop helping? Then congratulations, you just found the truth. တကယ်လို့သူတို့ကိုမခွန်ညီတော့လို့တားကိုအဆက်ဆံမလုပ်ကြတော့ရင်ရောဖွာရင်ဒါဆိုတားအမှန်ကိုမြင်သွားပြီမို့အဖွာသားအတွက်ဂုဏ်ယူပါတယ်ကွယ်